Function OS ရဲ့အဓိကအပိုင်း၅ခုပြောပြပါမယ် Likes နဲ့ Follow လုပ်ခဲ့ပါခင်ဗျာတဲ့အချက်စနစ်ထိန်းချုပ်အပိုင်းအကြောင်းပြောရရင်ဖုန်းထဲကဆက်အာဏာပိုင်တွေဖြစ်တဲ့ CPU, Processor, Memory, RAM, Battery စတာတွေကိုထိန်းညှိပေးပါတယ်မသုံးတော့တဲ့ app တွေကိုနောက်ွယ်မှာပိတ်ပေးပြီးဖုန်းအမြန်ဆန်အောင်လုပ်ပေးတယ်ဥပမာမသုံးတဲ့ app တွေကို background မှာပိတ်ခြင်း hardware ဆက်သွယ်မှုအပိုင်းအကြောင်းပြောရရင်ဖုန်းထဲကကင်မရာမိုက်ခရိုဖုန်း Bluetooth Wi-Fi စတဲ့ hardware အပိုင်းတွေနဲ့ app တွေကိုအပြန်အလှန်ဆက်သွယ်ပေးတဲ့ဥပမာဖုန်း app တစ်ခုကဓာတ်ပုံရိုက်ချင်ရင် Function OS ကကင်မရာခွင့်ပြုချက်ပေးတယ်သုံးစွဲမှုထိန်းချုပ်အပိုင်းအကြောင်းပြောရရင်ဖုန်းဘက်ထရီမလျင်မြန်စွာကုန်အောင်သုံးစွဲချိန်ပေါ်မူတည်ပြီးအလိုလျောက်ချိန်ညှိပေးတယ်ဖုန်းမြန်နှုန်းနဲ့စွမ်းအင်သုံးမှုကိုတပြိုင်တည်းညှိပေးတာဖြစ်တယ်ဥပမာဘက်ထရီဆေးပါမုတ်သုံးတဲ့အခါမလိုအပ်တဲ့အလုပ်လုပ်မှုတွေကိုပိတ်ပေးတယ်လုံခြုံရေးနဲ့ခွင့်ပြုချက်အပိုင်းအကြောင်းပြောရရင် app တစ်ခုချင်းစီကသုံးကျင်တဲ့အချက်လက်တွေကိုစစ်ဆေးပေးတယ်ဥပမာ Facebook app ကဖုန်းထဲကမိတ်ဆွေစာရင်းသုံးချင်ရင် Function OS ကခွင့်ပေးမလားလို့မေးတယ်ဒါဟာလုံခြုံရေးအတွက်အရေးကြီးတဲ့အစိတ်ပိုင်းပါအသုံးပြုသူအမြင့်အပိုင်းအကြောင်းပြောရရင်ဖုန်းမျက်နှာပြင်ပေါ်မှာ app icon ဆက်တင်မီနူးအသိပေးခလုတ် notification bar စတာတွေကိုပြပေးတဲ့အပိုင်းမှာအသုံးပြုသူနဲ့ဖုန်းစနစ်ကြီးကိုချိတ်ဆက်ပေးတဲ့အကြောင်းအရာဖြစ်တဲ့ဥပမာမျက်နှာပြင်ပေါ်မှာ short ချ sword down လုပ်လိုက်ရင် Wi-Fi နဲ့ Bluetooth ခလုတ်တွေပေါ်လာတာကြည့်ရှုပေးတဲ့အတွက်ကျေးဇူးတင်ပါတယ်